သာရပြောင်းသာရသာတို့ယခုလုံးဘွယ်တော်သူဦးစင်ဝဲတော်အကြည်တော်အားရည်စု၍အနောက်ရမကုသိုလ်ရှင်သံသေမုဒ္ဒမိသားစွာပုဒ္ဓကဘုရားကလျာဏနိဗ္ဗာန်ဆောင်ဖက်သောဝိပတိတာပင်ပြဲလူတန်းကြရသောကုသိုလ်ကံစေတနာတို့ကြောင့်ပေပြောင်းကိုရှိလျက်ဘုတွင်ကိုစတဲ့ဝဲပါပိဆောင်တရားမျိုးနေချုပ်ပဲတတ်ကခုနေရန်သောသူတော်ကောင်းဥစ္စာတို့ဖြင့်ကောင်းဆောင်ကိုလိုပြကြပြီလျက်မိစတဲ့တောင်မြေရမှသည်နေပါရွှေပြည်မြတ်ကြီးစုသောတန်လာတော်မူနိုင်ကြပါစေခင်ဗျာThank you.